လေဝမ်ဝမ်လေဘော်တက်သွားလေးတော့မြင်လိုက်တယ်ဟဲရီဆာမဖို့တောက်လျှောက်တဲ့ခုံတွေတိုင်းမတော့ဆန်ကြီးပြန်ပါဝါနေမတော့ကတ်တိန်ကိုတောက်လျှောက်တဲ့နျူကိုမာပေးတိုင်းရှယ်ရိုကီဟောပိုင်းဖလစ်ကပြန်ခုံဝါနေမတော့ဒက်စ်နေဂျာညဝိုင်းနေတော့ပြန်ထွက်ထားသေးတယ်ဒက်စ်မသေးဘူးဟောတော့ကိုရှယ်ရိုကမစတစ်ကောင်မထပ်ပြီးတော့ပိုင်းမို့လုံးနေတော့ဒက်စူပါဒက် Oh my god Okay Dash ဒါဒါသွေးတဝိုင်းတော့မချစ်ပေါ်တယ်တော့ဖွင့်နိုင်တယ်မဟာဘူဇာနေနဲ့ကိုရှယ်ရိုလေးနဲ့ပြန်ပါသွားတယ်စီစီလည်းပြန်ပတ်စတစ်ပါကြောက်လိုက်နေမှာတော့ power windness တော့မဟာရိုဆို Cherokee ကြောင့်မ retribution dash ပဲဘလို့ပေါ့ကိုရရောက်ရေးအဲ့မလဲ1-1လေးဘော်လေးပါအပါဆယ်တက်သွားနေတယ်စတစ်တကောင်မှာပြစ်ချသွားနေတော့စန်ကြီးဓာတ်ပကေ dash ကတော့ပြန်မောက်သွားဆိုမလဲရလိုက်တဲ့ Hiroki က၄ကောင်တော့ Falcon Esport အကုန်လုံးက perfect ပဲဆော့သွားတယ်ဗတဲ့ကြီးဟုတ်တယ်ဖက်ကွန်ပြန်လာပြီဒါတို့ဖက်ကွန်ပြန်လာပြီဟုတ်လို့ကောင်းရလားကွာအိမ်သားသမားတွေအကုန်ပြန်ရလိုက်တာတကယ်ထန်တော်လေးချက်ကြီးကလည်းလှတယ်ဟောင်းရေးမင်း तू လုံးစရာရှိတဲ့တောင်းတွေအကုန်လုံးကလည်းလှုပ်သွားတာဂိုးလိန်တောင်းကလည်းဂိုးလိန်တောင်းကိုကြည်သလိုဂျန်ဂလာတောင်းကလည်းဂျန်ဂလာတောင်းကိုကြည်တယ်ပြိတ္တာနော်ဆန်ကြီးတော့ကတော့ရွှေပဲလို့ရွှေပဲမင်းဆန်ကြီးနော်မလေးတစ်ပတ်မှာချစ် crash call ပေါ်တယ်ဖြတ်ဖွင့်နိုင်မှာဆန်ကြီးချီးကျူးလိုက်တာများသွားပြီပြောလို့တည်သွားတယ်ရန်ကောက်ပါနေညီကိုလေးလည်းဖို့ချမယ်နေထားတစ်ခုလားရီဆန်ရှင်းအောင်လမ်းမှာသွားပြမယ်ဆိုရင်တော့ဖို့ပြီဒါဖို့လိုက်တော့ဖို့မပြန်လာပြီလားမသိဘူးရီဆန်ရှင်းတော့ခုနမြင်လိုက်တာအောင်လမ်းမှာချစ်နဲ့လာပါလေဟောချစ်ပေါ်လေးလာပါနော်ဒါမဲ့အဲ့ရ risk များလားလို့ဒါကြီးပေါ်တယ်ကခုမကဲဖွင့်ထားမှရမှာမဲ့နေ Cherokee ပိုင်းနေတိုက် retreat dash ပဲရောင်ရေထပ်ပေါက်သွားတယ်မတော့ဘလင်းနေနေတော့ပေါ်တယ်ဖွင့်ပြီးရတယ်တေလို့ရပြီ1-1လေးဘောတက်သွား normal stick နေနဲ့ဇာမန်ဖိုးလေးနဲ့ပြေးဝိုင်းနေ1 for 1 tradeအရေးကြီးတဲ့ lot တော့ရအောင်တော့ထက်ယူခဲ့င်းနေပြီးတော့မဖဲကွန်ဒီရရှိလာတဲ့ first lot တော့ဘယ်လိုမျိုးအကောင်းဆုံးသုံးချသွားမလဲဆိုတော့ဆက်လက်ပြီးတော့ရင်ခုန်သွားတဲ့ကြီးစုရအောင်မှာပဲဖြစ်ပါတယ်ကျန်နေရအောင်လေ question မယ် chip နောက်မှာတော့တယောက် Cherokee ပိုင်းပြီးတော့လီနာလေးကိုပါအလှပဆုံးတက်ပြဝိုင်းနေပဲ dash เนาะကျွန်တော်ချီးကျူးလိုက်တာတေတော့တေပြီးနဲ့တူတယ်ဟိုဘက်မှာရီဆန်ရှင်းပြစ်ချသွားတယ်ကျွန်တော်ဒီဘက်မှာလေ Faza Feather S-Right ပေး1-1လမ်းရှောင်နေတယ်ဆိုတော့အဲ့မှာတန်းမှာပြန်ဝိုင်းနေပဲ still လေးလည်းပြန်တော့ပေးတာအော်1-1 new ကိုကလည်းထဲနေရောလေယောစတစ်ကဟိုဘက်က1-1လည်းတေသွားပြီငါသူ့ကိုတတ်ရှင်မယ်တင်တော့သူ့ကိုကြည့်လိုက်တော့သူ့ဘာပြောက်သွားရောဩဘေနီကအန်တက်ပြန်မင်းเนาะ Faza ပေါ်သေးသေးတော့မဟုတ်ဘူးကဲခုတော့လော်လေးတော့ပြန်လုံနေပြီเนาะမချစ်နေနေတော့ crash course တွေเนาะ overdrive တွေပိုင်းနေတော့နည်းနည်းလေးတော့နှောက်ဖို့တော့ကြိုးစားမိမလဲဒီလော်လေးကတော့ပေးရမယ်အနေထားတစ်ခုလားချစ်ပေါ်တယ်ဖွင့်ဖို့လိုနေပြီဟာတော့ Cherokee retribution အော်တော်သေးဒီခါမှာဘီနီရောက်ယူဝိုင်းနေမှာဒန်အနေနဲ့ retreat တော့ရမ်းကြီးမတိကြခဲ့ဘူးဆိုမှလည်းအဲ့မှာ Tectonic 2 man KH ဝင်လာနေမှာတစ်ဖက်မှာလည်းရီဆန်ရှင်းနေနေငါသားတော့ဖြတ်စားဝိုင်းနေမှာတော့လည်းတောက်လျှောက်တွေတော့ဟန်အသင်းတန်တွေတော့ light ကောက်နေပေမဲ့ question နဲ့ပြန်ပြီးဟိုဘက်မှာ CC ဗန်းညံကြီးနဲ့တော့၄កောင်ညာတဲ့ဝင်လုံးနေ new go စိတ်လေးကို short ထားလို့ရသေးလား new go captain ကောပါပေးထားသေးတယ်ဟိုးပါမလေးရီဆက်ရှင်းနေနဲ့1-1 လိုက်ပြစ်တာခံနေရတယ်မဟန်ဒီပွဲလဲကျွန်တော်ပြေးနေရတာပဲကျွန်တော်ပြေးနေရတော့မယ်ဒါပေမဲ့ chip နေနဲ့ပေါ်တယ်လေးနဲ့တော့ back ကတော့ကြာလာရင်လည်းဆက်တော့မလိုက်တော့ဘူး Oh my god chip ပေါ်တယ်နဲ့လာလို့ရတယ်နော်မ new go ရှင်း body ခုပြီးတော့နော် vision ပြပေးနေရလေးကိုမြင်နေရတယ်တကယ်ပဲလို့ဖို့ချအောင်မလား dash နေနဲ့ယုံကြည်နဲ့လှုပ်ချလိုက်လို့ရတယ်ဆိုပေမဲ့သူ့အနေနဲ့စိတ်ရှည်သေးတယ် chip ပေါ်တယ်ပြီးသွားပြီ reception mounting shot က waste ဖြစ်သွားတယ်ဆိုတော့အဲ့မှာတော့ဒီ လော်လေးတော့ပြန်ပြီးတော့ focus မယ်နေတာတော့မှ KA အနေနဲ့တော့ရှာနေတော့မဲ့ဟန်ဝင်လာပြီး mounting shot ကဖြတ်တိုင်တော့ van နဲ့ retribution dash ပဲပေါ့ဝိုင်းနေမယ်တပတ်မှလည်းရှင်းပြန်ပန်သွားတယ် captain က2 man တပတ်မှစန်ကြီး lana flame နဲ့ကင်ပေါက်ခံတယ် rose gold fan လေးကဲဝါးတဲ့နေတာတော့မှအသက်ရှင်သွားတယ်တော့ harabuza question လေးနဲ့တော့ပြန်တော့ထွက်လာသေးတယ် Benny ငှက်ကလေးနဲ့တော့ဖြတ်ပြေးပြီးတော့လိုက်ချခြင်းပဲမလဲဘယ်သူမှတော့ Hiroki မပေးလိုက်ဘူးဆိုပေမဲ့လို့လေနောက်တစ်ခါ super dash ပဲရအောင်လို့ယူသွားခဲ့တာပဲဖြစ်ပါတယ်ပြန်ပြောင်းပါကွာဘလို့ပေါက်ကိုရနေတာရအောင်ရေးမှန်မယ် Ridui ကောတကယ်ကောင်းတာ Ridui ကောမင်း dash ကဘလို့ပေါက်ကိုရတာကဲတောင်းပါကျွန်တော်တွေနော်တောက်လျှောက်လေးတော့ question တို့ထည့်ရမလား Faza Feather S-Right နဲ့ Law လေးနဲ့တော့တက်ရုံပဲ Mega တလန်းပေါ့ပါပဲယူထားနေမှာအောင်လမ်းမှာတော့ Cree လေးစီးဖို့လိုတယ် New go attention သွားတောင်းနေရတယ်အောင်မြင်တယ်ပေါ့နော်ခုနကလည်း van ချန်လေးနဲ့ back captain က2 man နောက်မှလည်း CC ရာသီလာ Harabuza Cherokee ကြမှာရင်မခံနိုင်ဘူးရော် Harabuza damage နဲ့တော့ပြတ်သွားနေမှာတော့မလဲ mega case လေးတော့ပြန်ပေးထားနေမှာ1 for 1 trade 1-1 လေးပေါ်တက်သွားတယ်ဒါပေမဲ့လည်းအများကြီးတော့ပြစ်ခွင့်မရပါဘူးပေါ့နော်တော့မလဲ1-1လေးပေါ်တက်သွားလေးတော့မြင်လိုက်တယ်ဟဲရီဆာမဖို့တောက်လျှောက်တဲ့ခုံတွေတိုင်းမှာတော့ဆန်ကြီးပြန်ပါဝါနေမှာတော့ကတ်တိန်ကိုတောက်လျှောက်တဲ့နျူကိုမာပေးတိုင်းမှာ Cherokee ဟော point flick ကပြန်ခုံဝါနေမှာတော့ dash နဲ့ဂျာညဝိုင်းနေတော့ပြန်ထွက်ထားသေးတယ် dash မသေးဘူးဟောတော့ကိုရှယ်တော့မစတစ်ကောင်မထပ်ပြီးတော့ပိုင်းမို့လုံးနေတော့ dash super dash Oh my god ဟောကိုရှယ်တော့ကပ်ပေးသွားရလေအလာကြီးတစ်ကိုပါရအောင်ဖြတ်ပေးသွားရင်နေတာတခုမှ၄កောင်လုံးသေသွားရင်လည်း YG clean sweep ခံပြီဗျနော်အဲ့မှာလဲ fair goal တောက်လျှောက်တွေတော့တက်လာပြီ feather S-Right နဲ့တော့မဟန်တပွဲလုံးမသေးဘူးတပွဲလုံးမှာတစ်ချိန်မှမသေးသွားပဲနဲ့ပဲနောက်ဆုံးမှာတော့သရုံးပဲပြေးချိုးဝိုင်းနေပဲတောက်ချလိုက်တဲ့ dash super
ဖယ်ကွန်အနေနဲ့ကတော့2-0ဆိုတဲ့ claim ဆွေးနေတူပဲရန်ကုန် Galacticos ကိုတော့အနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်